Hello အားလုံးပဲမင်္ဂလာပါအခုချိန်မှာဆိုကျွန်တော်ဘက်ကောက်မြို့ကြီးကိုကျွန်တော်သွားပါမယ်ခင်ဗျကျွန်တော်နေတဲ့ကြောကနေဘက်ကောက်ကိုဘယ်လိုသွားမလဲဆိုတော့ကျွန်တော်ပြောပြပါမယ်ခင်ဗျကျွန်တော်တို့ပထမဦးဆုံးကျွန်တော်တို့တော့ကောင်းတဲ့ကောင်းပါမယ်ခင်ဗျပြီးတာနဲ့ကျွန်တော်တို့ဒီကောက်ကေရောက်ရကျွန်တော်ကားကြီးတစ်ခါပြတ်ချိမယ်ခင်ဗျကားကြီးတစ်ခါပြတ်ချိပြီးဆိုရင်ကျွန်တော်တို့လေစိတ်ကိုသွားပါမယ်လေစိတ်ကိုသွားပြီးတော့လေစိတ်ကိုရောက်တယ်ကျွန်တော်တို့9မိနစ်10မိနစ်လောက်စောင့်ပြီးရမယ်ခင်ဗျပြီးတယ်လည်းကျွန်တော်တို့တက်ဖို့ကိုတက်ပါမယ်ကျွန်တော်ကတော့တက်ဖို့ရဲ့အပေါ်ထပ်မနေတော့ကျွန်တော်ဘောကြတယ်ဗျဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ရှုခေကြည့်မယ်ဗျနော်ဒီဘဝလေးကိုရှုမယ်ပြီးတော့ကျွန်တော်တို့ view တွေတွေ့ရတယ်ပေါ့ဗျတက်ဖို့ရဲ့လက်ထားမှနေမယ်ဆိုရင်ရောက်ပါတယ်ဗျဘာဖြစ်လို့ဆိုတော့ခေါ်ရှိတယ်ဗျအပေါ်မှာလည်းနေတော့ရှုခေလေးကြည့်လို့ရတယ်ပေါ့ဗျကျွန်တော်ကတော့အပေါ်ပဲနေရာပဲကျဲတယ်ပေါ့ဗျတရားနဲ့မတူဘူးလေဗျာနော်ကိုဘယ်လိုနေလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့လေးမန်းနဲ့ကားလေးမန်းနဲ့ကျွန်တော်ကတွဲရေးကျွန်တော်ဝယ်လိုက်တယ်ဗျဘာဖြစ်လဲဆိုတော့တစ်စိဝယ်တာကျွန်တော်အယုံမနှက်ခါလိုက်လို့ဗျကျွန်တော်တစ်စိတစ်ခါလဲဝယ်လိုက်တယ်ကားလေးမန်းရောလေးမန်းရောတစ်ခါလဲကျွန်တော်ဝယ်လိုက်တယ်ပြီးရင်ကျွန်တော်ကမသွားခင်မှာကျွန်တော်ကအဲ့ဒီဘန်ကောက်ဟိုတယ်မှာကျွန်တော်အဲ့ဒီပိုကက်ချိတ်ထားတယ်ဗျပြီးကျွန်တော်ဟိုရရကျွန်တော်တက်တော့မယ်ဗျအဲ့ဒီကားကဘယ်နေရာမှာနားမလဲဆိုတော့မော်ချေကားကမှနားမယ်ဗျကျွန်တော်တို့မော်ချေနေပေါ့ဗျမော်ချေနေမှာကျွန်တော်တို့နားမယ်ဗျပြီးတာနဲ့ကျွန်တော်တို့တငယ်ကြီးကလာခေါ်ပါမယ်ဗျမလာခေါ်မချေကျွန်တော်တို့အဲ့ဒီထက်မှကျွန်တော်စောင်းနေပါတယ်ဗျသူလည်းကျွန်တော်ကိုဘယ်မှမတော်ခဲ့ဘူးဗျအဲ့ဒီထက်မှနေခဲ့တဲ့သူတော့ကြုံမဲ့တဲ့ဘယ်မှမတော်နဲ့တဲ့ကျွန်တော်တို့ဇူလက်ဌာနီကိုရောက်တော့မယ်ဗျအဲ့ဒါကျွန်တော်ဘယ်လိုသွားမလဲဆိုတာကျွန်တော်နောက်တစ်ပိုက်ကျွန်တော်သိပြပါမယ်ခင်ဗျနော်